မင်္ဂလာပါဒီတစ်ခေါက်ဗီဒီယိုမှာတော့ Toyota ရဲ့အကြီးဆုံး full size body on frame SUV ဖြစ်တဲ့ Toyota Sequoia အကြောင်းပဲဖြစ်ပါတယ် Toyota ရဲ့ full size body on frame SUV ဆိုရင်တော်တော်များများက Land Cruiser SC300 နဲ့ Lexus ရဲ့ RX 600တွေကိုပဲပြင်းမြင်မိကြမှာပါဒါပေမဲ့ American Texas ပြည်နယ်မှာထုတ်လုပ်တဲ့ Toyota Sequoia ကိုတော့လူတော်တော်များများကသတိမထားမိကြပါဘူးအဲ့ဒါကလည်းအကြောင်းရှိပါတယ် Toyota က US မှာပဲထုတ်လုပ်ပြီးမြောက်အမေရိကဈေးကွက်ကိုပဲအဓိကထားပြီးရည်ရွယ်ထားတာဖြစ်နေလို့ပါအမေရိကန်နိုင်ငံထုတ် full size body on frame SUV ဖြစ်တဲ့ Cadillac Escalade Lincoln Navigator Jeep Grand Wagoner GMC Yukon Ford Expedition Chevy Suburban အစရှိတဲ့ကားတွေကိုကြိုင်ဆိုင်ဖို့အတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအမေရိကန်နိုင်ငံထုတ် full size SUV တွေကအရွယ်အစားတော်တော်ကြီးမားပါတယ်။အဲဒါကြောင့် Toyota Sequoia ရဲ့အရွယ်အစားက Toyota ရဲ့ထုတ်ခဲ့ပူသမျှတွေထဲမှာအကြီးဆုံး SUV ဖြစ်နေတာပါ။ Toyota Sequoia က Toyota Land Cruiser နဲ့ Lexus RX 600ထက်ကို wheelbase မှာဆက်လက်မှတ်ကျော်ပိုရှိပါတယ်။ Toyota Sequoia ရဲ့ပထမမျိုးဆက်ကို2000ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့ပြီး2009ခုနှစ်အထိ9နှစ်ကြာထုတ်လုပ်ခဲ့ပါတယ်။ဒုတိယမျိုးဆက်ကိုတော့2008ခုနှစ်ကနေ2022ခုနှစ်အထိ14နှစ်ကြာအောင်ထုတ်လုပ်ခဲ့ပါတယ်။14နှစ်ဆိုတာ10စုနှစ်တစ်ခုကျော်တော့ကြာလာမို့လို့ကားမော်ဒယ်တစ်ခုအတွက်တော့အတော်ကြီးကိုများနေနှစ်ပါအဲ့လိုနှစ်တော်တော်ကြာထုတ်လို့ရောင်းချနိုင်တာToyotaရဲ့ reliable ကောင်းတာကြောင့်လို့ကျွန်တော်တို့ထင်ပါတယ်ခုနှစ်ရှိမျိုးဆက်ဖြစ်တဲ့တတိယမျိုးဆက်ကိုတော့2023မှာစတင်ထုတ်လုပ်ခဲ့ပါတယ် Toyota Tundra နဲ့ Frame အတူတူပဲဖြစ်ပါတယ် American full size SUV တွေလိုမျိုးကားဒီဇိုင်းကကြီးမားပြီးခန့်ညားပါတယ်Model Line S6 မျိုးအထိရွေးချယ်နိုင်ပါတယ် SR5 Limited Platinum ပြီးတော့1996 Edition Off-road Model Line Up ဖြစ်တဲ့ TRD Pro အမြင့်ဆုံး grade ဖြစ်တဲ့ Capstone တို့ဖြစ်ပါတယ် Base grade ဖြစ်တဲ့ SR5 နဲ့ Limited မှာတော့အရှိတ် grade design ကအလျားလိုက်ပုံ design နဲ့ဖြစ်ပါတယ် Platinum 1996 Edition နဲ့ Capstone တို့မှာတော့ Diamond shape ပုံစံ Chrome grade design နဲ့ရရှိနိုင်မှာဖြစ်ပြီး TRD Pro model မှာတော့ grey မှာ Toyota စလုံးပုံ logo နဲ့ဖြစ်ပါတယ်ကျွန်တော်ပါစင်းနဲ့အမြင်ရ Toyota TRD Pro ရဲ့ grade design ကိုပိုပြီးကြိုက်ခဲ့တတ်ပါတယ်ဒီဗီဒီယိုမှာတော့အနည်းဆုံး grade ဖြစ်တဲ့ Capstone နဲ့အောက်ကဒုတိယအမြင့်ဆုံး off-road model ဖြစ်တဲ့ TRD Pro တို့ကိုအဓိကထားပြပြပေးသွားပါမယ်။ဆောနကပြောခဲ့သလို grade design တွေကမတူညီပေမဲ့ headlight တွေရှေ့ကားရုပ်ထွက် design တွေကတော့အတူတူပဲဖြစ်ပါတယ်။သူနဲ့ frame အတူတူပဲဖြစ်တဲ့ Toyota Tundra ရဲ့ headlight နဲ့လည်းအတူတူပဲဖြစ်ပါတယ်။ Capstone model မှာတော့ကားဘန်ပါမှာ Ford light ကိုတက်ဆင်ပေးထားပါတယ်။ TRD Pro မှာတော့ grey မှာ light bar တစ်ခုပါဝင်လာမှာဖြစ်ပြီးစလုံးပုံ Toyota logo အပေါ်မှာလည်းလေမော်ရောင်မီးလုံး၃လုံးကိုလည်းထည့်သွင်းပေးထားပါတယ်။အဲ့လိုမျိုးလေမော်ရောင်မီးလုံး၃လုံးနဲ့ကားကိုရင်ကလေးကတွေ့ဘူးနေရလို့ထင်မိတ်ဆွေထင်နေတာလည်းမှားပါဘူး။အဲ့ဒါကတော့အလုံးသိကြတဲ့ Ford F150 Raptor ပါပဲ။ဒါဆိုမေးစရာရှိတာက Ford F150 Raptor ကဘာလို့အမီးလုံး၃လုံးကိုထည့်ထားတာလဲ။အလှတက်ထားတာလားဆိုရင်တော့လေအဲ့လိုလည်းမဟုတ်ပါဘူး။
မေရိကန်နိုင်ငံရဲ့ Federal Law တွေအရကားထုတ်လုပ်သူတွေလက်နိုင်ရမယ့်စီးမြင့်တွေရှိပါတယ်။ကားရဲ့အနှံပြောရမယ်ဆိုရင်အကျယ်ပေါ့ဗျာ။ကားအကျယ်ကလမ်းမ80အထက်ဆိုရင်ကားကိုမြင်တောင်လေမောရောင်မီတွန်းလုံးတက်ဆင်ရမယ်လို့စီးမြင့်စည်းကမ်းတွေသတ်မှတ်ထားလို့ 41FD Raptor ရဲ့အကျယ်က86လက်မဆိုတော့မီတွန်းလုံးတက်တာဟုတ်ပါပြီ။ Toyota Sequoia က89လက်မပဲရှိတယ်။အဲ့တော့တက်စရာမလိုအောင်။အဲ့တော့ဘာလို့ Sequoia model ပါပဲ TRD Pro မှာပဲတက်ထားရလဲဆိုရင် TRD Pro model အတွက်ဒီဇိုင်းကအလှတက်ဆင်ပေးထားလို့ကျွန်တော်တို့ထင်ပါ။အဲဒါကြောင့်ပဲ TRD Pro model ကတခြား Sequoia တွေနဲ့မတူပဲကွဲထွက်နေတာဖြစ်ပါတယ်။ဒါတော့ကျွန်တော်အမြင်ကိုပြောပြတာဖြစ်ပါတယ်။ Okay ဒါအကြောင်းကိုပြန်သွားရအောင်။ကား Beaver design မှာတော့ boxy sun နဲ့လေးလောက်ပုံ design နဲ့ဖြစ်ပြီးကားပရင်ပေါင်တွေကို chrome design နဲ့ပြုလုပ်ပေးထားတွေက leathery sun နဲ့ feeling ကိုပေးစွမ်းပါတယ်။ကားနောက်ဘက်မှာလည်း boxy sun နဲ့လေးလောက်ပုံ design နဲ့အောက်ဘက်နားမှာတော့ square ဆိုတဲ့စာလုံးပုံတက်ဆင်ပေးထားတာလည်း premium sun နဲ့ feeling မျိုးကိုခံစားရစေပါတယ်။ကားနောက်ဘက်တကအဖွင့်အပိတ်အတွက် motor တက်ဆင်ပေးထားပြီးကားဒီလက် escalate တွေလည်းမှလိုမျိုးကားတကားကိုဖွင့်စရာမလိုပဲကားမှကိုဖွင့်နိုင်အောင်ပြုလုပ်ပေးထားတာက fashion နဲ့ဖြစ်တာကြောင့်တကယ်လက်တွေ့မှာတကယ်ကိုအသုံးဝင်ပါတယ်။ကားအတွင်းပိုင်းမှာတော့ quality ကောင်းမွန်တဲ့ leather တွေနဲ့ပြုလုပ်ပေးထားပါတယ်။ TRD Pro မှာဆိုရင်တော့အနီရောင်နဲ့အနက်ရောင် camouflage pattern ထိုင်ကုန်တွေကိုရွေးချယ်နိုင်ပြီးကျွန်တော်မြင်အနီရောင်ကပို့ပြီးတော့ sporty style လို့ခံစားရစေပါတယ်။ကား information တွေကိုပြသပေးမယ် digital gate cluster မှာတော့ 12.3 inch ရှိတဲ့ LCD screen နဲ့ဖြစ်ပါတယ်။လေက entertainment display မှာတော့ 4.1 လက်မရှိတဲ့ touch screen display ကိုအသုံးပြုထားပြီး Toyota ရဲ့ multimedia platform အပြင် wireless Apple CarPlay နဲ့ Android Auto ကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ယနေ့ခေတ်ကားတွေမှာပါဝင်နေကြဖြစ်တဲ့ဖုန်းအားသွင်းမှုအတွက် wireless charging တွေပါဝင်လာပြီးကား Kia Shifter ရဲ့ design ကလည်းကားနဲ့လိုက်ဖက်မှုရှိပါတယ်။ JBL speaker 14လုံးကိုတောင်တက်ဆင်ပေးထားတာဖြစ်လို့အတော်ကြီးကိုကောင်းမွန်တဲ့ sound system ကိုအသုံးပြုထားတာဖြစ်ပါတယ်။ကားအရှိတ်ဘက်ထိုင်ကုန်တွေမှာတော့ထိုင်ကုန်အပူအေးနဲ့ master function တွေပါဝင်လာမှာဖြစ်ပါတယ်။အနောက်ဘက်ထိုင်ကုန်ကတော့ American SUV ကားတွေရဲ့ထုံးစံအတိုင်း captain chair တွေကိုအသုံးပြုထားပြီးထိုင်ကုန်အပူအေး function တွေပါဝင်လာမှာဖြစ်ပါတယ်။နောက်ဆုံးထိုင်ကုန်တွေမှာလည်းနေရာကျယ်ဝန်းတာကြောင့်တက်တောင့်တက်တာနဲ့လိုက်ပါစီးနှင်းနိုင်မှာဖြစ်ပါတယ်။ကားမော်ရဲ့အားလုံးကို 3.5 liter twin turbo V6 hybrid engine တစ်မျိုးတည်းဖြင့်သာရရှိနိုင်မှာဖြစ်ပါတယ်။ V6 engine ဖြစ်ပေမဲ့ hybrid ဖြစ်တာကြောင့်မြင်းကောင်းရည်430ကျော်ထွက်ပါတယ်။ transmission မှာ 10 speed automatic transmission တစ်မျိုးနဲ့သာရရှိနိုင်မှာဖြစ်ပါတယ်။ V6 engine ဖြစ်တဲ့အပြင် hybrid ပါဝင်ပြီး transmission မှာလည်း10 speed ဖြစ်တာကြောင့် highway မောင်းနေရမှာတော့စီစားနှုန်းကတော်တော်ကြီးကိုတက်တာစေမှာပါ။ကားတက်မှုကတော့ဒေါ်လာ8000ခွဲကျတဲ့မှာဖြစ်ပါတယ်။အခုလက်ရှိငွေဈေးနဲ့တွက်ကြည့်ရင်ကားတက်မှုတည်တံ့ကိုကျပ်သိန်းပေါင်း3300ဝန်းကျင်ခန့်ကျတဲ့မှာဖြစ်ပါတယ်။ကျွန်တော်တို့ channel လေးကနေကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ subscribe မလုပ်ရသေးရင်လုပ်ပေးသွားကြပါဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်